နောက်တစ်နေ့မနက်တွင်အာဂါရာဇာသည် project တစ်ခုအတွက်မြို့သမီးတစ်ယောက်နှင့်လင်းလစားတောက်ဆိုင်ကိုအလုပ်ကိစ္စပြောနေစဉ် လာဟဲဟိုမှာမိုက်ဘဲကြီးမလားဟဲဘေးမှာလည်းငပြားရင်းနဲ့တော့မဖြစ်သေးပါဘူးမက်ဆီပါပုံမဖြစ်မယ် ဟယ်လိုစင်ပြော ဟမ်မန်နင့်ဘဲမိမတစ်ယောက်နဲ့ပွင့်နေတယ် ဘာဟုတ်လို့လားစင်ရေ तू ကငါပါဟာ မယုံလဲပုံပိုးလိုက်မယ်ဟဲ့ အေးဟူးတကယ်ဖြစ်နေဘလို့လုပ်မလဲအခါရသာ तू ကငါ့ကိုလည်းအပိုင်သိမ်းနေပွေချင်တိုင်းလည်းပွေနေရပေါ့ရှားမှန်သူဒီလိုလုပ်လို့ရမယ်ထင်နေရလားငါ့ကိုယူချင်တိုင်းယူပြီးထားချင်တိုင်းထားမလို့လုပ်နေရလားတွေ့မယ်ပြန်လာမှတွေ့မယ် ညနေအာဂါရာဇာအိမ်ပြန်ရောက်တော့ အကိုလေးပြောင်းလာစောရနော် ဟုတ်တယ်နည်းနည်းပြင်မယ်နေလို့စောစောပြန်လာတာအပေါ်တက်မှာမန်းရှိလား ဗျာအော်အကိုလေးမှန်လားဟုတ်ကဲ့ရှိပါတယ် ဟဲ့ရှောက်မတွေးနဲ့ယူသားပါတယ်ကွာ အော်ယူသားပါတယ် ဒီကောင်ကတော့ ထို့နောက်အိမ်ပေါ်သို့တက်လာသည်